က
အလူရဲတဲ့တရားနာကြွတော်မူကြပါခမညာ
နာမကုသိုလ်ကံစေရနာမြင်တော်ယနေ့ကိုကုသိုလ်အတဝတော်ဒါနတိလဘာဝနာကုသိုလ်ဒါနတိလဘာဝနာကုသိုလ်ကံစေရနာထိုးပါဖြင့်12ယောက်သောအမျိုးကောင်းသားတို့ဟာသာသနာပေါင်းတို့ရာအဖြစ်9ယောက်သောမျိုးကောင်းသားတို့ဟာသာသနာပေါင်းတို့ရှင်သာမဏေအဖြစ်တယောက်သောမျိုးကောင်းသမီးဟာသာသနာတော်ဝင်သီလရှင်ဖြစ်သူတွင်ချင်းမင်းခြင်းဤဟူသောသာသနာတော်မှာကုသိုလ်ထိုးလို့ကြောင့်အလူရှင်အလူမများနှင့်တကွယန္တကာယမရှင်တကာရှင်မတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်အန္တရာယ်ကင်းခြင်းဖြစ်ခြင်းနှင့်ကျမ်းမာခြင်းချမ်းသာခြင်းအစရှိသောကောင်းကျိုးချမ်းသာจิตတိမင်္ဂလာပြပြတို့နှင့်ပြည့်စုံကုန်ပြီလေဝဘဝတို့တို့နမဖို့နိဗ္ဗာန်ကိုလေမြန်စွာစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ရသည်ဖြစ်စေအာမနိတိတရဏေနကဟာသင်္စတိလံဓမ္မယာသာမိလောကံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိအာမနိတိကရဏေနသဟသင်္စတိလံဓမ္မယာသာမိလောကံကတဝါသီလံဒေထမေဗန္တိယမဝရမိတံဝရိထနမောတန္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတယိတရားမရှိမင်းတော့ဘူးနော်ဘာဖြစ်လို့လဲဆိုတော့မိုးကကိုယ်ဖေမဟုတ်ဘူးဟုတ်လားမိုးကငါအဖေမဟုတ်ဘူးဆိုတော့မင်းပြည့်တယ်နော်ကဲအဲ့တော့အာယုံပြုကြပါဟုတ်လားသာဂိနပရိဘောဂိနဗျတနေနတယောခယသေသံပဒမခယောဝပတတောဓမ္မဓတိနောခယာပစ္စည်းဥစ္စာတွေရဲ့ကုန်ခန်းခြင်းတို့သည်တယော၃မျိုးရှိပါတယ်ပစ္စည်းဥစ္စာတွေရဲ့ကုန်ခန်းခြင်း၃မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိလဲ၃မျိုးနံပါတ်1သာဂိနာသာဂိနာပေကံစွန်ကျဲလူရန်ခြင်းကြောင့်၎င်းအခုလိုပေကံစွန်ကျဲလူရန်နဲ့ဆိုတာလည်းပဲကုန်ခန်းခြင်းမျိုးပဲတဲ့ဒါနံပါတ်1ကုန်ခန်းခြင်းလို့ခေါ်တယ်နော်တခါနံပါတ်2ကပရိဘောဂိနသုံးဆွဲဖြုံးနှီးခြင်းကြောင့်၎င်းသုံးဆွဲဖြုံးနှီးပြလိုက်လို့ရှိရင်လည်းပဲပစ္စည်းဥစ္စာတွေကမကုန်သွားဘူးလားကုန်သွားတယ်နံပါတ်3ယတနိနာယံသူမျိုး5ပါးလို့နှိမ့်ဆက်ဖြစ်စီသောကြောင့်၎င်းယံသူမျိုး5ပါးနှိမ့်ဆက်ဖြစ်စီရင်လည်းပဲပစ္စည်းဥစ္စာဆိုတာဘာဖြစ်လဲကုန်ခန်းသွားတယ်တဲ့ဒါကြောင့်တယောခယပစ္စည်းဥစ္စာတွေရဲ့ကုန်ခန်းခြင်းသည်တယော၃မျိုးရှိတယ်ပစ္စည်းဥစ္စာတွေရဲ့ကုန်ခန်းခြင်းဘယ်လိုမျိုးလဲ၃မျိုးပေကံစွန်ကျဲလူရန်ခြင်းကြောင့်ကုန်ခြင်းသုံးဆွဲဖြုံးနှီးခြင်းကြောင့်ကုန်ခြင်းယံလူမျိုး၅ပါးတို့နှိမ့်ဆက်ဖြစ်စည်းသောကြောင့်ကုန်ခြင်းဆိုပြီးတော့အဲ့လိုပစ္စည်းဥစ္စာကုန်ခန်းခြင်း၃မျိုးရှိတယ်အဲ့ဒီဒေသံထို၃မျိုးတို့တွင်အဲ့ဒီ၃မျိုးရှိတဲ့သေသေးကပထမခယောဝနံပါတ်1ဖြစ်တဲ့ဘေကံစွန်ကျဲလူရန်ခြင်းကြောင့်ကုန်ခန်းခြင်းမျိုးကိုသာလျင်ဓမ္မတန်တိနောဖယားရှင်တို့သည်ပတ္တတော်ချီးမွမ်းတော်မူပါလေပစ္စည်းဥစ္စာတွေကုန်ခန်းခြင်း၃မျိုးရှိတဲ့သေသေးကနံပါတ်1ပေကံစွန်ကျဲလူရန်လို့ကုန်ခန်းခြင်းမျိုးကိုပဲဖယားရှင်တွေကဘာဖြစ်လဲချီးမွမ်းနေတဲ့ဘာကြောင့်လဲဆိုတော့နော်ပေကံစွန့်ကျဲလူရန်လို့မွဲသွားတယ်ဆိုတာမရှိပါဘူးတဲ့ပေကံစွန့်ကျဲလူရန်လို့ဘာဖြစ်လဲမွဲသွားတယ်ဆိုတာမရှိပါဘူးတဲ့ဒါကြောင့်ရှေးဆရာတော်ကြီးတွေကလူရင်တိုးတယ်ခိုးရင်မွဲတယ်လို့အမိန့်ရှိတာနော်
လူရင်ဘာဖြစ်တယ်လဲတို့လေဒါနဲ့ပတ်သက်လို့ပေါ့နော်တခါဒီနေ့ပြုလုပ်တဲ့ကုသိုလ်သည်တဲ့ပါရမီမြောက်တဲ့ကုသိုလ်လို့လည်းပြောလို့ရပါတယ်တဲ့ဘာမြောက်တဲ့ကုသိုလ်လဲပါရမီမြောက်တဲ့ကုသိုလ်ပရမံကမ္မပါရမီပရမဏံဘာဝပါရမီတဲ့မှာဘုရားပါရမီတော်အဖွင့်ထဲမှာမြင့်မြတ်သောအထက်တန်းကျသောပုဂ္ဂိုလ်တို့၏အလုတ်ဒီပါရမီလို့ခေါ်တယ်နော်မြင့်မြတ်သောအထက်တန်းကျသောပုဂ္ဂိုလ်တို့၏အလုတ်ကိုဘာလို့ခေါ်မလဲပါရမီလို့ခေါ်ပါလေတဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့မလုံနိုင်ဘူးလို့ဒီလိုပြောတာပဲဟုတ်လားအဲ့တော့ဒီနေရာမှာပါရမီနဲ့ပတ်သက်လို့ဘာပြောခြင်းလဲဘာပြောထားသေးသလဲဆိုတော့နံပါတ်1ရှေ့၍ကြား၍ပေးခြင်းမျိုးလည်းမဟုတ်ရဘူးတဲ့နံပါတ်1နော်ရှေ့၍ကြား၍ပေးခြင်းမျိုးလည်းမဟုတ်ရဘူးနံပါတ်2ကကြောက်လို့ပေးခြင်းမျိုးလည်းမဟုတ်ရဘူးတဲ့ဟုတ်လားရှေ့၍ကြား၍ပေးခြင်းနဲ့ကြောက်၍ပေးခြင်းအဲ့ဒီနှမျိုးမှာလွတ်လို့ပါရမီမြောက်တဲ့ကုသိုလ်လို့ဒီလိုပြောတာနော်အဲ့တော့အဲ့ဒီပါရမီကဘယ်နှပါးရှိတယ်လဲဆိုတော့10ပါးရှိတဲ့ဒါနံသီလစနိက္ခမံပညာဝီရိယေနပိသမခန္ဒီသစ္စာမရိဋ္ဌာနမေတုပက္ခတိတေရတာဆိုပြီးတော့ပါရမီဘယ်နှပါးရှိလဲ10ပါးဒါနသီလနိက္ခမပညာဝီရိယခန္ဒီသစ္စာဒိဋ္ဌာမေတ္တာဥပ္ပခဆိုပြီးတော့ပါရမီ10ပါးရှိတယ်တဲ့အဲ့ဒီပါရမီ10ပါးနော်တို့ဘောရမဖယားဒီပင်ကရာရှင်ရသိဖြစ်စဉ်သူ့မိသားရှင်ရသိဖြစ်စဉ်တုန်းကဒီပင်ကရာမြတ်စွာဘုရားရဲ့ခြေတော်ယမနိယတဗျာဒိဗံဆင်းမြန်းပြီးတော့ရှိတော့နောင်တော့ဖယားတွေဖယားဖြစ်ဖို့အတွက်ဘယ်လိုအလုပ်မျိုးတွေကိုလုပ်တယ်လဲလို့ရှင်းကြည့်လိုက်တော့အဲ့ဒီပါရမီ10ပါးကိုတွေ့ပါတယ်တဲ့ဘာကိုတွေ့တယ်လဲပါရမီ10ပါးကိုတွေ့တယ်အဲ့ဒီပါရမီ10ပါးထဲမှာမှအစဆုံးနံပါတ်1ဖြစ်တဲ့ပါရမီဒီဘာပါရမီလဲလို့မေးရင်ဒါနပါရမီပါပဲဘာပါရမီလဲဒါနပါရမီပါပဲယေဗုဒ္ဓတိဒါဇသမုဒ္ဒဝါလိုကိုပမာဒါနဝါအာဒိင်္ဂတဝနာသမောဒိဇာလဗန္တိတေသမုဒ္ဒဝါလိုကိုပမာသမုဒ္ဒရာသဲလုံးမြမကပွင့်တော်မူသွားကြကုန်သောအရိဒာပရိနိဗ္ဗာန်စံလုံးတော်မူသွားကြပြီဖြစ်သောယေဗုဒ္ဓအကျင့်ဘုရားရှင်တို့သည်ဒါနဝါဒါနကိုယ်သာလျှင်အာဒိင်္ဂတဝနာစပြု၍သမောဒိင်သဗ္ဗိညုတ္တဉာဏ်တော်ကြီးကိုလဗန္တိကောင်းစွာမသွေရရှိတော်မူခဲ့ပါပေတည်းအရိချာရတော့တရားသိပြီလဲမှတ်နေတယ်ဟုတ်လားအဲ့တော့ပါရမီ10ပါးပါရမီ10ပါးရှိတဲ့ထဲမှာနဗတ်ပါရမီကပါတယ်လေဒါနပါရမီနော်ဖယားအလောင်းတော်များပါရမီတော်တွေကိုဖြည့်ဆည်းတဲ့အခါဘယ်ပါရမီကိုအရင်ဆုံးဖြည့်ဆည်းလဲလို့မေးရင်ဒါနပါရမီကိုအရင်ဆုံးဖြည့်ဆည်းပါလေနော်အခုပြောနေတာကမင်းတို့တရားနာတာလဲတရားနာတဲ့အချိန်လေးတော့ပါတယ်နဲ့ဟိုးလုံးဝတစ်ခါလူလုံးဝလည်းတော်တော်ဖြစ်နေနော်အဲ့တော့တခြားကိစ္စတွေကိုဒီအချိန်လေးမှာလွတ်ထားလေဖြစ်ချင်ရဖြစ်ဟုတ်လားအဲ့ဒါလေးလွတ်ထားလိုက်ခဏလေးမကြဘူးသိတော့မှာပါရမီဘယ်နှပါးရှိလဲ10ပါးအဲ့တော့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ဟာသိဖို့လေနော်တာမန်ကုသိုလ်မျိုးမဟုတ်ဘူးဆိုတော့ပြောခဲ့တဲ့ပါရမီမြောက်တဲ့ကုသိုလ်တွေလို့ဒီလိုမပြောခဲ့ဘူးလားမှန်ပါဗျာနံပါတ်1ဒီနေ့ဒါနကုသိုလ်တွေပြုလုပ်တာလဲပါရမီမြောက်တဲ့ဒါနကုသိုလ်တွေဖြစ်သလို
တီလာတွေပါဆောက်တည်ရတော့အဲ့ဒီတီလာကလည်းပါရမီမြောက်တဲ့ကုသိုလ်မဖြစ်သွားဘူးလားဖြစ်ပါတယ်ဗျာတခါဒါနတီလာနိခမ္မနိခမ္မဆိုတာဒီနေ့ကုသိုလ်ကောင်းမှုတွေပြုလုပ်တာတန်တရာမထွက်မြောက်လို့တဲ့စိတ်နဲ့ပြုလုပ်တာဖြစ်လို့နိခမ္မပါရမီနဲ့လည်းပဲပြည့်စုံသွားပါတယ်တဲ့နော်ဒါနတီလာနိခမ္မပညာဝီရိယနော်ပညာဆိုတာကစဉ်းစားဆင်ခြင်တဲ့ဉာဏ်ပညာနော်အဲ့ဒီစဉ်းစားဆင်ခြင်တဲ့ဉာဏ်ပညာတနည်းအားဖြင့်ပြောလို့အသိပညာဒီလိုလည်းပဲပြောလို့ရတာပေါ့ဟုတ်လားအဲ့တော့ငါတို့ဒီပစ္စည်းဥစ္စာတွေကမြဲတဲ့သဘောတရားတွေလားမမြဲတဲ့သဘောတရားတွေလားလို့မေးရင်မမြဲတဲ့သဘောတရားတွေဒီပစ္စည်းဥစ္စာတွေကကိုယ်တည်ရင်လည်းယူသွားလို့ရမလားဆိုတော့မရတဲ့ပစ္စည်းတွေနော်အဲ့တော့စာလေးတစ်ခုရှိတယ်လူမရင်ငွေရှာတဲ့လူမရင်ဘာလို့ကငွေရှာပါတယ်ချွေတာစွာသုံးဆွဲဟုတ်တယ်လေလေယာမှာငွေမပါတော့လေသိတဲ့နေရာမှာကိုယ်နောက်လိုက်ပါမလိုက်ပါဘူးဗျာလေသူတွဲကူလို့ဆွဲတဲ့ကုသိုလ်နဲ့လေဘာနဲ့လေရကုသိုလ်နဲ့လေလို့ရတယ်ဟုတ်လားအဲ့တော့အဲ့ဒီအတိကလေးဒီဒါပညာပါရမီပဲနော်ဒါနတိလာတိကမပညာဝီရိယနော်ဒီလိုဝိတ္တမှုဖြစ်ဖို့တခါတည်းဟိုလွန်ခဲ့တဲ့တလနှစ်လလောက်တည်းကကြိုပြီးတော့အားဒီမဆက်ရဘူးလားဆက်ရပါတယ်ဗျာအဲ့လိုအားဒီဆက်ရတဲ့အတွက်ကြောင့်ဝီရိယပါရမီနဲ့လည်းပြည့်စုံသွားပါတယ်နော်ဒါနသီလနိက္ခမပညာဝီရိယ၅ခုရှိပါပြီနော်ခန္တီတဲ့နော်ခန္တီနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တော့သိခံရတာတွေအများကြီးရှိတယ်ဟုတ်လားသိခံရတာတွေအများကြီးရှိတယ်အလုံးနဲ့နဲ့လို့ရင်နဲ့နဲ့သိခံရမယ်များများလို့ရင်ဘာဖြစ်လဲများများသိခံရမှာပဲဘာဖြစ်လို့လဲကိုကုသိုလ်ဘွယ်ကြီးအောင်မြင်ဖို့အတွက်ပြည်စီဖို့အတွက်နော်ဘယ်လိုလူမျိုးတွေပဲလာလာဘယ်လိုလူမျိုးတွေနဲ့ပဲဖြစ်ဖြစ်ဒီခံပြီးတော့မလုပ်တာဘူးလားမလုပ်ပါပါတယ်ဗျာဘာဖြစ်လို့လုပ်ရတယ်လဲကိုကုသိုလ်ဘွယ်အောင်မြင်ဖို့အတွက်ဒီခံရတော့ပြောမနေနဲ့သိလားကိုနေ့ကအလူတခုသူတို့အလူရှင်တွေတော့ဘယ်လိုနေမလဲတော့မသိဘူးကိုနာရီဝန်းကြီးသွားနေတာတော့မှစိတ်ပြက်ဟုတ်လားနော်တော်တော်တီးခံရတယ်နော်တော်တော်မှတော်တော်ကိုတီးခံရတယ်နော်အလူကြီးလေပို့ပြီးတော့တီးခံရလေပဲဟုတ်လားအဲ့တော့ခန္တီပါရမီနဲ့လည်းပဲပြည့်စုံတယ်ဒါလေးပြောချင်တယ်နော်ဒါပေမဲ့ဟိုခန္တီနဲ့ပတ်သက်လို့ဟိုကိုလိုတစ်ပါးပြောတဲ့ခန္တီမျိုးတော့မဖြစ်စေနဲ့ပေါ့နော်သူကခန္တီစာတီးခံရခြင်းဒီ၎င်းကိုသူကဘယ်လိုအနဲ့ပေးလဲဆိုတော့ခန္တီစာမနိုင်လို့တီးခံရခြင်းဒီ၎င်းဆိုတော့ဟုတ်လားအဲ့မနိုင်လို့ရှော့ပေးရတာမနိုင်တော့လည်းပါပဲရှော့ပေးလိုက်ရတာပဲအဲ့ဒါလည်းခန္တီရှိမှရှော့ပေးနိုင်မှာပေါ့ဟုတ်လားနော်အဲ့တော့ခန္တီပါရမီနဲ့လည်းပဲပြည့်စုံပါတယ်ဒါနသီလနိက္ခမပညာဝိရိယခန္တီပြီးတော့သစ္စာဆိုတာကမှန်ကန်တာကိုဘာလို့ခေါ်မလဲသစ္စာဘာတွေမှန်ကန်မလဲဆိုတော့ကာယကံဆိုတဲ့အပြုအမူအပြုဟုတ်လားပြုလုပ်တဲ့နေရာလည်းပဲမှန်ကန်ဖို့လိုသလိုဝစီကံလို့ခေါ်တဲ့အပြောဆိုတွေလည်းပဲဘာဖြစ်နေရမလဲမှန်ကန်နေရမယ်ဒါတွေနဲ့လားဆိုတော့မနောကံလို့ခေါ်တဲ့စိတ်ထားတွေလည်းဘာဖြစ်နေရမလဲမှန်ကန်နေရမယ်တဲ့အဲ့ဒီလိုမှန်ကန်ကန်နဲ့ပြုလုပ်ရတာဖြစ်လို့သစ္စာပါရမီလည်းသစ္စာပါရမီနဲ့လည်းပဲပြည့်စုံပါလေတဲ့နော်ဒါနာသီလနိက္ခမပညာဝိရိယခန္တီသစ္စာအဋိဋ္ဌာနော်အဋိဋ္ဌာဆိုတာကငါတို့ဘယ်နေ့ဘယ်ရက်မှာအလူတန်းနေပြုလုပ်မယ်ရဟခံမယ်ရှင်ပြုမယ်အစရှိပြီဖြင့်မိမိတို့အဋိဋ္ဌာထားတဲ့အတိုင်းနော်ဒီနေ့ရည်သက်ချပြီးရင်မအောင်မြင်သွားဘူးလားအောင်မြင်သွားပြီဖြစ်တဲ့အတွက်ကြောင့်အဋိဋ္ဌာပါရမီနဲ့လည်းပဲပြည့်စုံသွားတယ်လို့
မေတ္တာတဲ့အမလေးမေတ္တာကလည်းထားရသေးတယ်ဘာလဲထားရသေးလဲမေတ္တာထားတာဟောငါတို့ကျွေးမွေးတဲ့နော်အစာအာဟာရတွေငါတို့ဆက်ကပ်တဲ့စွမ်းတွေကိုဟုတ်လားကျွေးမွေးတဲ့အာဟာရတွေကိုစားတော့တဲ့လူပုဂ္ဂိုလ်တွေငါတို့ကတ်တဲ့စွမ်းတွေကိုဖုံးပေးသုံးဆောင်တဲ့ယဟန်တန်ဃာတော်တွေနော်ကျမ်းမာပါစေချမ်းသာပါစေဆိုတဲ့မေတ္တာစိတ်နဲ့ဆက်ကလူရန်ပြီးတော့မကျွေးမွေးကြရဘူးလားကျွေးမွေးကြရတယ်ဘယ်သူမှငါတို့ဟုတ်လားကျွေးတာကိုစားပြီးတော့ဝန်းသွားပြီးတော့သေပါစီလို့ဘယ်သူမှမေတ္တာမပို့ပါဟုတ်လားကျမ်းမာပါစေချမ်းသာပါစေလို့ဘာဖြစ်လဲမေတ္တာပို့တာဖြစ်တဲ့အတွက်ကြောင့်မေတ္တာတွေထားတာဖြစ်တဲ့အတွက်ကြောင့်တဲ့ဘာပါရမီနဲ့လည်းပဲပြည့်စုံတယ်လည်းမေးရေမေတ္တာပါရမီနဲ့လည်းပြည့်စုံတဲ့အခါဒီသစ္စာအဋ္ဌာမေတ္တာပြီးတော့နောက်ဆုံးကဥပိ္ပခာတဲ့ညာဟုတ်လားဥပိ္ပခာဆိုတာစာလို့တော့လင်းလူရှုတယ်လို့ဒီလိုအနက်ပြန်ထားတယ်နော်အလုံးသိအောင်ပြောမယ်ဆိုလို့ရှိရင်မြင်နေရသားနဲ့မမြင်ကြအောင်ဆောင်းရတာတွေနော်ပြောကြရသားနဲ့မပြောဘဲနေလိုက်ရတာတွေနော်မရှိဘူးလားရှိတာပေါ့အဲ့ဒါတွေလိုက်ပြီးတော့ကြည်နေမယ်ပြောနေမယ်လုပ်နေမယ်ဆိုလို့ရှိရင်ကုသိုလ်မဖြစ်နိုင်ဘူးနော်ဒါတွေကိုလိုက်ပြီးတော့ကြည်နေပြောနေမယ်ဆိုရင်ငါတို့ကုသိုလ်မဖြစ်ဘူးအကုသိုလ်ပဲဖြစ်မယ်ဆိုပြီးတော့အဲ့ဒါမျိုးတွေကိုမကြည့်ပဲမပြောပဲနဲ့နေလိုက်ရတဲ့အခန်းကဏ္ဍတွေအများကြီးမပါဘူးလားအေးနော်အခုလည်းပဲလာပြီးတော့နော်အလူရှင်တွေတရားနာတဲ့အချိန်မှာဘေးကလာပြီးတော့တွတ်နဲ့လာပြောတာအဲ့ဒါတွေကိုဥပက္ခပြုလိုက်နော်ဖြစ်ချင်ရဖြစ်ဘာလို့ပြရဥပက္ခပြုလိုက်ရမယ်ဒီအချိန်မှာနော်တကယ်အနည်းယူရမယ်အချိန်မိုးလေးလေးကင်းတော့ဘာလေးကင်းတော့လဲမိုးလေးလေးကင်းတော့မိုးကဆိုတော့ပြောတာမိုးကငါ့အဖေမဟုတ်ဘူးငါ့အဖေဆိုတော့ငါပြောလို့ရမှာပေါ့ဟုတ်လားအဲ့လိုမိုးလေးလေးကင်းတော့အနည်းယူရမယ်နော်အဲ့တော့ဒီနေ့ငါတို့ပြုလို့တဲ့ကုသိုလ်သည်ဖယားအလောင်းအရိယာသူတော်ကောင်းကြီးတွေပြုလို့တဲ့ပါရမီမြောက်တဲ့ကုသိုလ်လို့ဒါလေးတွေဘာလို့ထားမလဲဒါလေးတွေကိုမှတ်ထားပါနော်ကဲနောက်ဆုံးဏီကုန်းချုပ်အနေနဲ့အလူရှင်လူမတွေကိုပြောကျင်တာကဒါနကုသိုလ်တစ်ခုတည်းကိုပဲအာကိုပြီးတော့လည်းပဲမနေနဲ့သီလကုသိုလ်တစ်ခုတည်းကိုလည်းပဲအာကိုပြီးတော့မနေနဲ့ဘာဝနာကုသိုလ်လေးတွေကိုလည်းပြုလုပ်ကြပါလို့ဒါလေးပြောချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့မြင်မြင်သမျှသင်္ခါရဆိုတဲ့စကားရှိတယ်မြင်တာတွေအားလုံးမြဲတာဘာတစ်ခုမှမရှိဘူးတဲ့အရင်တော့ကနေမြင်ရင်ဘာဖြစ်လဲညပြောက်တဲ့အခုဟာကအခုမြင်ရင်အခုပြောက်ဖြစ်နေပြီဟုတ်လားအဲ့တော့မြင်